အားလုံးပဲမင်္ဂလာပါနှုတ်ကတော့အဖြစ်ပြန်ပြီးမှခွန်အားပေးခြင်းနဲ့မိတ်ဆွေရဲ့ဝိညာဉ်ကိုမိတ်ဆွေဂရုစိုက်မိတ်ဆွေရဲ့အတွင်းလုံကိုမိတ်ဆွေဂရုစိုက်နောက်ပြီးမှဘုရားသခင်ရဲ့ဝိညာဉ်တော်ကိုစိတ်မနာစေနဲ့မညှိုးငယ်စေနဲ့ဝိညာဉ်တော်ကိုစိတ်နာတဲ့အလုပ်ဝိညာဉ်တော်ကိုရှုပ်ချတဲ့အလုပ်ဝိညာဉ်တော်ကိုညှိုးငယ်စေတဲ့အလုပ်ဝိညာဉ်တော်ရဲ့အရှိန်ကိုငြိမ်းစေတဲ့အလုပ်ကိုမိတ်ဆွေကလုံးဝမလုပ်သင့်ဘူးမိတ်ဆွေအဲ့ဒါကိုလုပ်နေတဲ့လူကလေဘုံတော်မထင်ရှားဘူးနောက်ပြီးဝိညာဉ်တော်ကိုစိတ်နာစေတဲ့လုပ်ရက်တွေဝိညာဉ်တော်ကိုညှိုးငယ်စေတဲ့လုပ်ရက်တွေဝိညာဉ်တော်ရဲ့အရှိန်ကိုငြိမ်းစေတဲ့လုပ်ရက်တွေကဘယ်သူလုပ်တယ်လဲဆိုတာကမိတ်ဆွေကိုယ်တိုင်ပဲလုပ်နိုင်တယ်အကြောင်းဝိညာဉ်တော်ကိုအရှိန်မြင့်စေတဲ့အရာဝိညာဉ်တော်ကိုဝမ်းမြောက်ပျော်ရွှင်စေတဲ့အရာအတွင်းလူကိုခိုင်ခန့်စေတဲ့အရာလည်းမိတ်ဆွေလုပ်နိုင်တယ်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုတော့လူမာကအတွေ့အတာခန္ဓာဆိုတာကရှိတဲ့အတွက်ကြောင့်ဘုရားသခင်ကိုယုံကြည်တဲ့လူကလည်းအထဲမှာဝိညာဉ်ကအသက်ရှင်သွားတယ်။ဘုရားသခင်ရဲ့ဝိညာဉ်ကဒီနေရာမှာအခိုင်အမာနေရာယူပြီးမှနေရာယူတယ်။ဘုရားသခင်ရဲ့သားဖြစ်ကြောင်းကိုအတိမတ်ပြုတဲ့အနေနဲ့တစိ့ထုတယ်လို့ပြောတယ်။စေယံအဖြစ်နဲ့ကျွန်တော်တို့ကိုပညူမာဝိညာဉ်ဆိုတဲ့အရာကိုဘုရားသခင်ကဆေလို့ပြီးမှနေရာယူခိုင်းတယ်လို့ပြောတယ်။အကြောင်းအဲ့ဒီဘုရားသခင်ရဲ့ဝိညာဉ်နဲ့ကျွန်တော်တို့မှာခရစ်တော်ကိုယုံကြည်လက်ခံရရှိသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဝိညာဉ်တည်ဟူသောအတွင်းလူကရှင်သန်လာတဲ့အချိန်မှာကျွန်တော်တို့ဝိညာဉ်နဲ့ဘုရားသခင်ရဲ့ဝိညာဉ်ကအတူတူတက်တည်ခံနေတဲ့ဘုရားသခင်ရဲ့သားဖြစ်ကြောင်းတက်တည်ခံနေတဲ့ဒါပြဿနာကလူကလေခန္ဓာစိတ်ဝိညာဉ်ဆိုတဲ့သုံးခုစလုံးကတဏှာထဲမှာနေတဏှာထဲမှာအတူတူအပေါ်ရမှာတော့ခန္ဓာအတွင်းမှာတော့စိတ်နှလုံးဆိုတာရှိတယ်အဲ့စိတ်နှလုံးထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကကျင့်ဝတ်နေရယူတယ်အကြောင်းလူကလေဇာတိလူနဲ့ဘုရားသခင်လူဆိုပြီးမှတစ်ချိန်ထဲမှာတဏှာထဲမှာတပေါင်းတစ်စီတဲ့လူကအသက်ရှင်နေရတယ်ဖြစ်ကြောင်းဇာတိကိုအခွင့်မပေးကြနဲ့ဇာတိရဲ့အလိုမလိုက်ကြနဲ့လောကကိုမချစ်ကြနဲ့ဇာတိပဂတိရဲ့အကျိုးကိုရှောင်ကြလို့ဇာတိပဂတိရဲ့အကျင့်ကိုရှောင်ကြလို့ဆိုမှရှင်ပိုးလို့အတွင်နေတာအကြောင်းမဲ့မဟုတ်ဘူးဘုရားသခင်ကိုယုံကြည်တယ်ဘုရားသခင်ချင်းမေတ္တာအားဖြင့်ဘုရားသခင်သားဆိုတဲ့တမန်ချင်းကိုခံရပြီးပြီဒါပေမဲ့အထဲမှာကဝိညာဉ်တော်ဘုရားကစိတ်နာနေတယ်အထဲမှာဝိညာဉ်တော်ဘုရားကညှိုးငင်နေတယ်အင်အားရုပ်ရော့နေတယ်ဆိုတာကဒီအပြင်လူပေါ့နော်ဇာတိရဲ့အတွေ့အတာဇာတိရဲ့စိတ်တွေကလွှမ်းမိုးသွားလို့ဝိညာဉ်ရဲ့သဘောတဘာဝဝိညာဉ်ရဲ့အလိုဆန္ဒကနေတစ်ထက်နေသွားတဲ့အတွက်ကြောင့်ဝိညာဉ်ခွန်အားမရှိတော့ဝိညာဉ်ခွန်အားမရှိတဲ့အတွက်ကြောင့်ဇာတိအရာတွေလွှမ်းမိုးလာတယ်ဇာတိအရာလွှမ်းမိုးလာတဲ့အချိန်မှာဘုရားသခင်ရဲ့အတန်တော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘုရားသခင်တွင်တင်မဆခြင်းလမ်းပြခြင်းပို့ဆောင်ခြင်းတို့ထိခြင်းနိုးဆော်ခြင်းဆိုတာကဇာတိလိုမခံယူတတ်တော့ဘူးနားမလည်ဘူးခုပြောမယ်ဇာတိအရာမှာဘလောက်ထိတော်သက်ကျွမ်းကျင်ကြက်တက်မြောက်တဲ့ပညာရှင်တွေဖြစ်နေကြတယ်ဘုရားသခင်စကားကိုနားမလည်နိုင်ဘူးဒီဇာတိအတွေ့အတာကနော်ဒီအတွေ့အတာကဘုရားသခင်ကိုရှားတယ်ဆိုတော့ဘယ်မှာရေးထားလဲမရေးထားဘူးဒီဇာတိအတွေ့အတာကဘုရားသခင်ကိုစာငတ်တယ်ဆိုတာမရေးထားဘူးတမန်ကျမ်းစာမှာပါအောင်နောက်ပြီးဘာလို့မပါဆိုတော့စာကိုမစာငတ်တာဇာတိအတွေ့အတာဆိုတာကမြေကြီးကလာတဲ့အရာပုတ်ပြတ်တဲ့အရာပုတ်ပြတ်တဲ့အရာမြေကြီးကလာတဲ့အရာထောင်ရမတည်မြဲတဲ့အရာကထောင်ရမတည်မြဲတဲ့အရာကိုပဲဆွဲလန်းတယ်မြေကြီးကထောင်ရမတည်မြဲဘူးထောင်ရတည်မြဲတာဘုရားသခင်စီမှာပဲရှိတယ်ဘုရားသခင်စီကနေလာတဲ့ထောင်ရတည်မြဲတဲ့စကားကိုဘေးအရာကနားလေလက်ခံနိုင်တယ်လဲဆိုတော့ထောင်ရတည်တဲ့အတွင်းမှာကျင့်ဝတ်တဲ့နာဝိညာဉ်တည်ဟူသောကျွန်တော်တို့ဝိညာဉ်ဘုရားသခင်ရဲ့ဝိညာဉ်ပဲထောင်ရဘုရားစီကနေတဲ့ထောင်ရနဲ့သက်ဆိုင်တဲ့စကားကိုပဲသူကနားလေတယ်စာငတ်တယ်မျောလင့်တယ်ညမိတ်ဆွေကတနေရာထဲမှာတစ်ချိန်ထဲမှာတပေါင်းတစ်စီးတဲ့လောကနဲ့ဆက်ဆံလို့ရတဲ့ဇာတိရှိတယ်လို့ထောင်ရကောင်းကင်နဲ့ဆက်ဆံလို့ရတယ်ထောင်ရဖက်နဲ့ဆက်ဆံလို့ရတဲ့ဝိညာဉ်တွေရှိတယ်ကြောင့်ဇာတိအရာကိုအာမပိနဲ့ဇာတိအရာကိုအင်အားကြီးအောင်မလုပ်ဖွယ်အတွက်ရှင်ပိုးလို့ကတင်ထားတာအများကြီးရှိတယ်ဒါကြောင့်လူရဲ့အရေးကြီးဆုံးအရာကခန္ဓာကိုယ်ရှိနေတဲ့အတွက်ကြောင့်အတွေ့အတာရှိနေတဲ့အတွက်ကြောင့်အထက်မှာဝိညာဉ်ရှိနေတဲ့အတွက်ကြောင့်တင်းရဲ့ရွေးချယ်မှုတင်းရဲ့လှုပ်ဆောင်မှုကဘယ်အပိုင်းကဏ္ဍကိုဘယ်အရာကိုဦးစားပေးတဲ့လှုပ်ဆောင်မှုနဲ့စဉ်းစားမှုနဲ့ရွေးချယ်မှုလဲဆိုတာအရန်အရေးကြီးတယ်ဒါတင်းရဲ့လှုပ်ဆောင်မှုကတစ်ခုကလေဇာတိအရာကိုအားပေးတဲ့အရာဖြစ်နေတော့ဇာတိအရာအင်အားကြီးသွားမယ်တင်းရဲ့လှုပ်ဆောင်မှုတစ်ခုကလေဝိညာဉ်အရာကိုအားပေးတဲ့အရာဖြစ်သွားတယ်ဝိညာဉ်အရာအားကြီးသွားမယ်ဒါကြောင့်ခန္ဓာစိတ်ဝိညာဉ်ဆိုတာကလူမှာပဲရှိတယ်တိရစ္ဆာန်မှာခန္ဓာနဲ့စိတ်ပဲရှိတယ်ဝိညာဉ်မရှိဘူးကြောင့်လူမှာခန္ဓာစိတ်ဝိညာဉ်ဆိုတာရှိတဲ့အတွက်ကြောင့်ဝိညာဉ်အရာကိုရုပ်ရော့စေတဲ့အရာဝိညာဉ်ခွန်အားကိုရုပ်ရော့စေတဲ့အရာဝိညာဉ်ခွန်အားကိုအားနည်းစေတဲ့အရာလုပ်နေရင်တော့ဇ
ဇာတိအရာတေချာပေါက်လွမ်းမိုးမယ်ကြီးစိုးလာမယ်ဇာတိအရာကြီးစိုးလာရင်ဝိညာဉ်ရေးရာခွန်အားနေသွားမယ်ဝိညာဉ်ရေးရာခွန်အားနေသွားရင်ဘာဖြစ်တယ်လဲဆိုတာဘုရားသခင်ရဲ့နှုတ်ကတော်ကိုမစာငတ်တတ်ဘူးဘုရားသခင်ရဲ့နှုတ်ကတော်ကိုလိုလားတောက်တခြင်းမရှိဘူးဘုရားသခင်ရဲ့နှုတ်ကတော်ကိုစာငတ်ကျွန်တော်တို့ရေးစာတော့နော်နေပူထဲမှာချွေးတီးချွေးပေါက်နဲ့အလုံးလုံးနေတဲ့သူကလေရေတစ်ခွက်ဆိုတာသူ့အတွက်အင်မတန်မှတန်ဖိုးရှိတဲ့ရေတစ်ခွက်ဖြစ်တယ်သူကချွေးတီးချွေးပေါက်နဲ့ရေရမ်းစာနဲ့ခတွင်းဒီခတွင်းတော်6သွားလို့မျိုး6ဖို့စတွဲတော်မရှိတော့အဲ့လောက်ထိ6ကတ်နေတယ်သူကရေရမ်းစာအဲ့ချိန်မှာရေတစ်ခွက်တော့ပြလိုက်ဒီရေတစ်ခွက်ဟာသူ့အတွက်ဘလောက်တန်ဖိုးရှိဆိုသူသိတယ်အဲ့လိုသိတယ်အဲ့လိုပဲဖခင်သခင်ရဲ့ဝိညာဉ်တော်ထဲဝိညာဉ်တော်ကိုစိတ်နာစေလို့ကိုယ့်ရဲ့ဝိညာဉ်ကိုစိတ်နာစေလို့ဝိညာဉ်အရှိန်ကိုငြိမ့်စေတဲ့လူကလည်းအဲ့လိုမျိုးရေတစ်ခွက်လာပဲတော့မှသူ့အတွက်တန်ဖိုးရှိမှမသိဘူးလိုကိုမလိုချင်တာလိုအပ်မှန်းကိုမသိတာဒါပေမဲ့ဝိညာဉ်ရေးမှာ strong ဖြစ်နေတဲ့လူကလေအော်ဖခင်သခင်ရဲ့တန်ရှင်တော်ဝိညာဉ်ပြန်ဖွင့်ပြခြင်းနဲ့ဖွင့်ပြခြင်းအဖြစ်ရရှိလာမဲ့နှုတ်ကပတ်တော်ကို तू ကဘလောက်ထိစာငတ်လဲအဲ့ရေတစ်ခွက်ကို तू အတွက်အင်မတန်မှအလိုအဆုံးအရာဖြစ်ကဲ့သို့အဲ့လူကဖခင်နှုတ်ကတော့အဲ့လိုစာငတ်တာဖြစ်တယ်ဒါကြောင့်ဖခင်ရဲ့နှုတ်ကတော်ကိုတင်ဘလို့စာငတ်တယ်လဲတင်ဘလောက်စာငတ်တယ်လဲတင်ဘလောက်ထိမွတ်သိတ်တယ်လဲလိုလားတောင်းတတယ်လဲဆိုတာကတင်းရဲ့ဝိညာဉ်ရေးကိုတင်ဘလောက်ထိခရုစိုက်တယ်လဲဆိုတာ ਨੇ သက်ဆိုင်တယ်တိုက်ရိုက်ပတ်သက်တယ်တိုက်ရိုက်ပတ်သက်တယ်နောက်တင်းရဲ့ဝိညာဉ်ရေးကိုတင်ကထောင်ရခရုစိုက်နေရမယ်ဘာလို့တင်းရဲ့ဝိညာဉ်ရေးမှာတင်ခရုမစိုက်ဘူးဆိုရင်တင်းရဲ့ခန္ဓာရေးမှာကြီးထွားလာမယ်ဒါပဲနှစ်ခုပဲအမြဲတမ်းနှစ်ခုပဲနှစ်ခုကချိန်ခွန်ရှာကတော့တစ်ဖက်တော့ဆောင်းမတစ်ဖက်တော့ဆောင်းမတစ်ဖက်တော့ဆောင်းမယ်ဒါပဲအဲ့ဖျားသခင်ဘက်မှာအားကြီးတဲ့လူကလောကဘက်မှာတော့အားရော့သွားတာတဘာဝပဲဖျားသခင်ဘက်မှာအားရော့တဲ့လူကလောကဘက်မှာအားကြီးတာတဘာဝပဲတဘာဝပဲဒါကြောင့်လူတစ်ယောက်ကလေအမြဲတမ်းဘေးအရာကိုရှေ့ရှုပြီးမှဒီဘေးအရာကိုကိုယ့်ရဲ့ဘဝထဲမှာအရေးကြီးဆုံးထားတယ်လေဆိုတော့အဲ့အရေးကြီးဆုံးထားတဲ့အရာအမြဲရှေ့ရှုတဲ့အရာကကိုယ့်ဘဝရဲ့အရေးကြီးဆုံးဖြစ်တယ်လို့ကိုယ့်ဘဝကိုကိုယ့်ရဲ့အသက်တာနေထိုင်မှုကိုလည်းအလွမ်းမိုးဆုံးဖြစ်တယ်ကြောင့်တင်းရဲ့ဘဝအသက်တာမှာတင်းရဲ့စိတ်နှလုံးမှာတင်းရဲ့အတွေးခေါ်မှာဘေးအရာကလွမ်းမိုးမှုအများဆုံးလေဘေးအရာကချုပ်ကင်မှုအများဆုံးလေဆိုတော့တင်ဆက်စစ်လောကအရာဖြစ်နေတော့တင်ဇာတိဘက်ကိုအားကြီးသွားပြီဆိုတော့ကျွန်တော်ပြောချင်တယ်တင်းကိုချုပ်ကင်မှုတင်းကိုလွမ်းမိုးမှုအများဆုံးအဖျားတခင်နှုတ်ကတော်ဖျားတခင်ရဲ့ဖြစ်ချင်းပြက်ချင်းဖျားတခင်ရဲ့တင်းကိုတော်ဆက်ချင်းဖျားတခင်အကြောင်းနဲ့ပတ်သက်ပြီးမှတင်းကိုလွမ်းမိုးနေတယ်ဆိုရင်တော့တင်းကဝိညာဉ်ရေးဘက်မှာအတော်အသင့်ရှိတယ်ဝိညာဉ်ရေးဘက်မှာလုံးဝကျဆင်းသွားတယ်လို့မဟုတ်သေးဘူးဆိုတော့ကျွန်တော်တတိပေးချင်တယ်ဒါကြောင့်တင်းကိုတင်ဆန်းစစ်ပါကျွန်တော်လည်းအမြဲဆန်းစစ်နေတာအမြဲဆန်းစစ်တယ်ဖျားတခင်မကြိုက်တဲ့မနစ်တဲ့အရာကျွန်တော်လုံနေမိတယ်ဆိုရင်ကျွန်တော်ဝိညာဉ်ကရုပ်ရုပ်နေပြီဆိုတော့တည်တယ်ဖျားတခင်နဲ့ပတ်သက်တဲ့အရာကျွန်တော်စာငတ်နေတယ်မို့တကယ်ပြင်းပြနေတယ်ပြင်းထန်နေတယ်ဆိုတော့ကျွန်တော်ဝိညာဉ်ကအတော်အသင့်ရှိနေတယ်ဆိုတော့ကျွန်တော်ယုံကြည်ရတယ်ဖျားတခင်နှုတ်ကတော်ကိုစာငတ်နေသေးတဲ့၍ဖျားတခင်ရဲ့နှုတ်ထွက်စကားကိုကျွန်တော်ကြားချင်နေတဲ့တွေ့လိုလားတောင်းတနော်ရေငတ်တယ်လို့ရေစားတယ်လို့ကျွန်တော်ကလိုချင်တောင်းတစာငတ်နေသေးတဲ့၍တော့တင်ဟာဝိညာဉ်မှာအင်မတန်မှရုပ်ရောတော့သူမဖြစ်သေးပါဘူးဝိညာဉ်မှာအဆိုးဆုံးအခြေအနေမရှိသေးပါဘူးဒါပေမဲ့လောကအရာတွေကိုပဲလောကအရာနဲ့ပတ်သက်တဲ့အရာကအများအားစိတ်ဆွဲလန်းနေတယ်လောကအရာကိုမျက်မှောက်ပြုနေတယ်လောကအရာကတင့်တဲ့လုံးသားထဲမှာတင့်အုံနောက်ထဲမှာကြီးစိုးတင့်အသွေးသားထဲမှာအသွေးခေါ်ထဲမှာကြီးစိုးနေရယူနေပြီဆိုတော့တိတော့ဘုရားသခင်ရဲ့နှုတ်ကတော်တင့်ထဲမှာမရောက်နိုင်တော့ဘူးရောက်လာရင်တော့တင်နားမလည်နိုင်တော့တင်လက်မခံနိုင်တော့ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်ကြောင့်ဒီအသွေးအသားအုံနောက်တွေကဘုရားသခင်ကိုရှာရဲဆိုတော့အသိကိုမရှိဘူးရှာဖို့မရှာဘူးဒါကြောင့်ဘုရားသခင်ကိုရှာတာကဘေးရဘုရားသခင်စီကနေလာတဲ့စကားကိုနားလေတဲ့အရာကဘေးအပိုင်းလဲဘေးကန္တာလဲဆိုတာကအသွေးအသားကန္တာမဟုတ်ဘူးအထဲမှာချိန်ဖို့တဲ့ဘုရားသခင်ဖန်ဆင်းခြင်းဖြစ်လာတဲ့လူအစစ်တီးဟူသောဝိညာဉ်ဖြစ်တဲ့နာဝိညာဉ်ဖြစ်တဲ့ကြောင့်အဲ့ဒီဝိညာဉ်ကိုလုံးဝအရှိန်မငြိမ်းစေတဲ့အဲ့ဒီဝိညာဉ်ကိုငြိုးငင်စေတဲ့အလုပ်ကိုမလုပ်နဲ့အဲ့ဒီဝိညာဉ်ကိုအင်အားရုပ်မှချို့သိစေတဲ့အရာအင်အားပျော့ပြောင်းစေတဲ့အရာတစ်ခုမှမလုပ်မိချင်အဲ့ဒါလုပ်မိသွားပြီဆိုရင်သူကထောင်ရဖျားရဲ့စကားတန်ကိုသူကမကြားနိုင်တော့ဘူးဖျားသခင်ရဲ့စီကနေစကားလာရင်တော့မှသူကခံယူနိုင်တဲ့အင်အားမရှိတော့သူကအလုံးမလုပ်နိုင်တော့အဲ့ကြောင့်ဘုံတော်ထင်ရှားခြင်းဆိုတာအဲ့ဒီလူရဲ့အတ္တမရှိတော့ဘူးနှုတ်ကတော်လည်းသူ့ကိုနားမလည်နိုင်တော့ဘူးနှုတ်ကတော်လာရင်တော့မှသူနှုတ်ကတော်ဖွင့်ပြချင်းနိုင်တော့သူနှုတ်ကတော်မှမသိတော့ဘူးအသွေးအသားကကြီးစိုးသွားတယ်လောကအရာကကြီးစိုးသွားတယ်ဇာတိအရာကကြီးစိုးသွားတဲ့အချိန်မှာအဲ့ဒီလူကလေဘာမှလုပ်လို့မရတော့တဲ့အခြေအနေဖြစ်သွားတယ်ဆိုတော့ပြောချင်တယ်အသွေးသားဖျားတဲ့ခင်ကိုမစားငတ်ပါဘူးမရှားပါဘူးအသွေးသားဖျားတဲ့ခင်ရှားရဆိုတော့မရှိပါဘူးအတွင်းနှလုံးသားမှာကျိန်းဝတ်တဲ့ဖျားသခင်ရဲ့ဖန်ဆင်းခြင်းအပြင်အမျိုးတူတဲ့တန်တူတဲ့ဝိညာဉ်ကပဲဖျားသခင်ကိုရှာတယ်။နာဝိညာဉ်အချင်းချင်းပဲဆက်သွယ်လို့ရတယ်။အသွေးအသားကနာဝိညာဉ်ကိုဆက်သွယ်လို့မရဘူး။ဖျားသခင်နာဝိညာဉ်ဖြစ်တယ်တဲ့။ဒါကြောင့်နာဝိညာဉ်ဖြစ်တဲ့တွေကိုဖြစ်တဲ့ဖျားကိုနာဝိညာဉ်အဖြစ်ဆက်သွယ်လို့ရတယ်ဆိုတော့ပြောချင်တယ်။ဖျားသခင်ရဲ့ဖန်ဆင်းခြင်းအပြင်ဖြစ်လာတဲ့ဝိညာဉ်ကိုဂရုစိုက်ပါလို့ပြောချင်အားလုံးဖျားသခင်ပေါင်းစု